တီလာရှင်တပါးတွေကိုချောတဲ့တီလာရှင်တွေကိုရွေးပြီးချစ်ရင်အဲ့ဒါနှာဘူးတီလာရှင်တွေအကုန်လုံးကိုညမတွေအကုန်လုံးဆောင်းလောင်းတယ်လေငါအမြဲတမ်းဆောင်းလောင်းတယ်တီလာရှင်တွေဘက်ကညီတို့တွေငါ့ကိုမြစ်တာပို့ရမှာညီတို့ဘက်ကပြောတာငါတပါးပဲရှိတယ်ဖတ်တာဟိုတလောကတင်ញင်မှာငါပြောတယ်ညီတို့ဝါစုသင်္ကန်းရတယ်ရှိဘူးဝါစုသင်္ကန်းရှိလားရှိဘူးကထိန်နှစ်သင်ကျမမမိမသားမဟုတ်ပဲဟုတ်တယ်ဘာလဲလဲစာရေးဒီမှာအခုမန္တလေးမြို့ကနေပြီးတော့ဖျားပွဲတွေတီလာရှင်ပါလားပါဘူးစာရေးတယ်မဲပါဘူးဟိုကကိုကျော်ရှိန်တို့ဘုံလုံးစွန်းပါဘူးသမီးတို့ဘယ်မှမပါရှာပါလားလို့ငါမင်းတို့ချစ်တာရိုးသားဖြူစင်နေမြစ်တာဘာစိတ်မှမပါဘူးလို့ကြောင်တောင်လာမလုပ်နဲ့စိတ်ကူးတွေစိတ်ကူးလာကြောင်တောင်မလုပ်နဲ့ဘာစိတ်မှမပါဘူးဘာစိတ်မှမပါဘူးအမေအသက်55နှစ်ရှိသွားပြီစိတ်ကူးမရင်တော့ဘူးလာလို့မနေနဲ့ဘာလဲလဲအတူလေးရတဲ့ရှင်ငံမြန်လာမလုပ်နဲ့လေအဲ့တော့အမြဲတမ်းပဲကွာငါနဝကမပေးခဲ့တယ်တီလာရှင်နေဆန်လောင်းမှာကြော်ဝင်းတို့ဇနီးမောင်နဲ့ပြောတယ်တီလာရှင်လေးတွေကွာစာရေးတယ်မဲ့ဖြစ်ငါတို့ညီမတွေရှင်မှာဝါစုသင်္ကန်းတီလာရှင်မပါကထိန်သင်္ကန်းမပါလူကထိန်သင်္ကန်းရတဲ့မလန်းကိုတဲ့တီလာရှင်ဘယ်မဆိုင်ဆွန်ကြီးကံကြွယ်ရွှေကုံဘုရားကိုတန်ခါ9000တီလာရှင်မပါပါဘူးကိုသူတော်ဘုရားမှာဆွန်စံနေလောင်းတဲ့တီလာရှင်လာလာမှမဆိုင်ပါဘူးကျမတို့မပါတော့ဘူးလားရှင်တို့ရဲ့မေးပါလားကျမတို့လည်းလေဓမ္မစရိယတွေနော်ဘာလဲလဲဓမ္မစရိယတွေပထမငယ်တွေပထမလက်တွေပထမကြီးတွေကြက်ပါတယ်ရှင်တို့ကမနဲ့မိုးလင်းရင်လေတပိတ်လေးနဲ့ဆွမ်းကန်ကြွမိုးလင်းကိုရှင်တို့မှလေအမြဲတမ်းဝါဆိုသင်္ကန်းကတ်မှတ်လို့လည်းရှိတယ်ပြီးလို့ရှင်နေ့တိုင်းကြွတယ်ကျမသူများတို့ကလေတပတ်မှတစ်လမှ2ကြိမ်လောက်ကြွတာအဲ့ဒီ2ကြိမ်တော့မှဆန်းလဲနဲတယ်လေနော်ရတဲ့ဆန်လေးကိုလေငားနဲ့လဲမယ်ဆိုတော့သီလရှင်ကဆန်ဝင်အောင်လို့ပြောခံရသေးတယ်ရှင်တို့ယောက်ျားတွေကပရိနေတိတံပိန်နံချစ်ပြီးသားဆုံးကိုဖုံးပေး3000လူခန်းကြတာကျမတို့ကအာမကဒင်းညာဆန်စိမ့်ဘလို့ချက်မလို့ထင်းဝယ်ရမယ်ကွယ်တို့ရဲ့ငားဝယ်ရမယ်ဒါကြောင့်မလို့ဆန်လဲတာအပြစ်မတင်ပါနဲ့ဖြစ်မတင်နဲ့လေရှင်းနေလိုက်ပေးနေတာဘာလဲလဲအဲ့ဒီရရှိတဲ့ဆန်လေးကိုအဲ့ဒီရရှိတဲ့ဆန်တိတ်ကိုတဝက်ကိုရောင်းပြီးတော့ငပြောသီးတွေဝယ်တယ်သစ်သီးတွေဝယ်တယ်စီတွေဝယ်တယ်အပြစ်မတင်လိုက်ပါနဲ့ကွယ်တို့ရဲ့အပြစ်မတင်ပါနဲ့နော်ခွန့်လို့ပါမှာတောင်းညီတို့တွေလိုက်ပြောပေးနေအောင်